သိန်း2000အကောင်ကြခံကဇနီးဖြစ်သူရဲ့ဘေးနားမှာ2 နှစ်နီးပါးပြုစုခဲ့ပေမဲ့နောက်ဆုံးမှာတယောက်တည်းသာချန်ရင်ခဲ့ရတဲ့ချစ်တက်လွန်းသူကြီးကိုနေဝင်းသူပရိသတ်များရှင်ကိုနေဝင်းသူကတော့ပြီးခဲ့တဲ့နှစ်မှာပဲဆိုရှယ်မီဒီယာရဲ့လူအများကြားမှာနာမည်ကြီးခဲ့ပြီးတော့ချစ်တက်လွန်းသူတယောက်အပြင်သစ္စာရှိတဲ့အမျိုးသားတယောက်အဖြစ်ကိုသတ်မှတ်ခံထားသူဖြစ်ပါတယ်။အကြောင်းရင်းကတော့ကျမ်းမာရေးမကောင်းတာကြောင့်အိမ်ယာထဲလဲနေတဲ့ဇနီးဖြစ်သူအပေါ်မှာမငြီးမညူပြုစုခဲ့တယ်လို့ဇနီးဖြစ်သူအပေါ်မှာပဲသစ္စာစောင့်သိခဲ့တာကြောင့်ဖြစ်ပါတယ်။ဇနီးဖြစ်သူနဲ့လက်ထပ်စဉ်အချိန်ကအပျော်ရွှင်ဆုံးအချိန်တွေလို့ပြောလို့ရခဲ့ပေမဲ့လည်းဇနီးဖြစ်သူကိုဝင်ဆောင်ခဲ့ရတဲ့အချိန်ကစပြီးတော့သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေကတဖြည်းဖြည်းကုံဆုံးရတော့မယ်ဆိုတာကိုသူတို့နှစ်ဦးလုံးဝကိုမသိခဲ့ကြပါဘူး။ဇနီးတဲ့ရဲ့ကိုဝင်ကအလားလူလို့နဲ့အဘောရှင်းဖြစ်သွားခဲ့ရပြီးတော့သူတို့နှစ်ယောက်ရဲ့အရှင်သွေးလေးကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ဒါကြောင့်ဇနီးဖြစ်သူကခွဲကန်းဝင်ခဲ့ရတာပါ။ဒီဖြစ်စဉ်ကတိုးတက်လာတဲ့ဆေးပညာလောကမှာတာမန်ဖြစ်စဉ်ဆိုပေမဲ့ဇနီးဖြစ်သူကတော့ခွဲကန်းမှာပဲပိုးဝင်သွားခဲ့ရပြီးတော့စကားမပြောနိုင်တော့တဲ့လူမမာကြီးလုံးလုံးဖြစ်သွားခဲ့ပါတယ်။အစားအသောက်ကိုလည်းကိုယ်တိုင်မစားနိုင်တော့တဲ့အခြေအနေထိဖြစ်သွားခဲ့ရတာပါ။ဒီလိုတာမန်ဖြစ်စဉ်လေးကနေဒီအခြေအနေထိဖြစ်လာလိုက်မယ်လို့ဘယ်သူမှထင်မထားခဲ့ကြသလိုခင်ပွန်းဖြစ်သူကိုနေဝင်းသူကလည်းထင်မှတ်မထားခဲ့ပါဘူး။ဇနီးဖြစ်သူအခုလိုဖြစ်နေတဲ့အချိန်မှာကိုနေဝင်းသူကကိုရီးယားနိုင်ငံမှာအလုပ်လုပ်နေခဲ့တာဖြစ်တယ်လို့လာစားလည်းတစ်လောက်ကို300ရနေခဲ့တာပါ။ဒါပေမဲ့ကိုနေဝင်းသူကဒီလောက်များပြားတဲ့လာစားနဲ့အလုပ်အခိုင်ကိုဆွန့်လွတ်ပြီးတော့ကျမ်းမာရေးမကောင်းတဲ့ဇနီးဖြစ်သူစီကိုအရောက်ပြန်လာခဲ့တာဖြစ်ပါတယ်။သူပြန်ရောက်လာတဲ့အချိန်မှာဇနီးဖြစ်သူကစကားလည်းမပြောနိုင်တော့သလိုအိမ်ယာထဲမှာပဲအိမ်နေရတဲ့အနေအထားကိုရှောင်နေတာဖြစ်ပါတယ်။ဒါပေမဲ့ကိုနေဝင်းသူကဇနီးဖြစ်သူကိုစွန့်ပစ်ဖို့မစင်စားခဲ့သလိုဇနီးရဲ့ကျမ်းမာရေးအခြေအနေကိုလည်းလက်လျှော့ပစ်ဖို့မတွေးခဲ့ပါဘူး။သူရှာလာခဲ့သမျှငွေကြေးတွေနဲ့ဇနီးဖြစ်သူကိုနှီးမျိုးစုံနဲ့ဇွဲမလျှော့ပဲပြန်ကောင်းလာမလားဆိုရင်မျှော်လင့်ချက်တွေနဲ့ကုသခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ဆေးပညာနဲ့မရနိုင်တော့တဲ့အခါမှာလည်းနိုင်ငံသားအထိကိုတွားရောက်ကုသပေးခဲ့တာမို့2 နှစ်အတွင်းမှာ1900ကျော်အကုန်ကြခံပြီးတော့ကုသပေးခဲ့တာပါငွေကိုလည်းအကုန်ကြခံပြီးတော့ခုခဲ့တယ်လို့သူကိုယ်၌ကလည်းဇနီးရဲ့ဘေးနားကနေတဖွာမှမခွာဘဲနဲ့အောက်ခြေသိမ်းပြုစုပြီးတော့အားပေးနေခဲ့တာဖြစ်ပါတယ်သူ့ကိုဘာမှတုံ့ပြန်မှုမပေးနိုင်တော့တဲ့ဇနီးကိုလည်းစွန့်ပစ်ဖို့မစင်စားခဲ့ဘဲနဲ့အနားမှာသစ္စာရှိနေပေးခဲ့တာဖြစ်တယ်လို့ဇနီးဖြစ်သူအားငယ်သွားမှာကိုလည်းစိုးရာကြောင့်နိုင်ငံသားကိုလည်းမထွက်တော့ဘဲနဲ့ပြုစုပေးနေခဲ့ရပါချစ်လို့ယူထားတဲ့ဇနီးဖြစ်သူရဲ့ဘယ်အခြေအနေမျိုးကိုမဆိုလက်ခံမယ်ဆိုတဲ့ခံယူချက်တစ်ခုတည်းနဲ့ရှေ့ဆက်နေခဲ့တာဖြစ်ပါတယ်ကိုနေဝင်းသူကသူ့ရဲ့ဇနီးဖြစ်သူစီကနေပြီးတော့ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းပြန်ကြားရရင်တော်ပါပြီဆိုတဲ့မျှော်လင့်ချက်လေးနဲ့ကုသပေးနေခဲ့ပေမဲ့ဇနီးဖြစ်သူကသူ့ကိုထားသွားခဲ့ပြီဖြစ်ပါတယ်ကိုနေဝင်းသူအနေနဲ့ငွေတွေလည်းအများကြီးဆုံးရှုံးခဲ့ရတယ်လို့လူကိုလည်းဆုံးရှုံးလိုက်ရတဲ့အတွက်ဒီအချိန်ကနေနလန်ပြန်ထူနိုင်ဖို့အခက်ခဲလွန်းပါတယ်ဇနီးဖြစ်သူကိုကုသပေးလိုက်ရတဲ့ငွေကြေးဥစ္စာတွေကိုနှမျောတာမျိုးမဟုတ်ဘဲနဲ့ဇနီးဖြစ်သူကိုသာပြန်ရချင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းမမျော်လင့်ပဲဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေကြောင့်ဇနီးဖြစ်သူမပါပဲဘဝခီးလန်းကိုတယောက်တည်းအထီးကျန်စွာဖြတ်သန်းရတော့မှာပဲဖြစ်ပါတယ်ကိုနေဝင်းသူအနေနဲ့အခုအချိန်မှာနိုင်ငံသားမှာအလုပ်ပြန်သွားလို့ဖို့မဖြစ်နိုင်တော့တာမို့ဘဝကိုတိတ်ကနေပြန်စားရတော့မှာဖြစ်ပါတယ်ပရိသတ်ကြီးရောကိုနေဝင်းသူလိုအဆုံးထိလက်တွဲသွားနိုင်တဲ့ယောက်ျားမျိုးဘယ်နှယောက်လောက်ရှိမယ်လို့ထင်လဲဆိုတာcomment လေးထဲမှာပြပြပေးပါဦးဗီဒီယိုလေးကိုအဆုံးလေးလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်